17နာရီတိတိမှာမြေအောက်ထဲကနေအိမ်သာကြီးတစ်လုံးထွက်ပေါ်လာခဲ့တယ်။ဒါကနိုင်ငံခြားရုပ်ရှင်တွေထဲကလို့မော်ဆဆန်နဲ့ထွက်ပေါ်လာတာမျိုးတော့မဟုတ်ပါဘူး။နယ်သာလန်နိုင်ငံမှာဒေါ်လာပေါင်းမီလီယံနဲ့ချီပြီးတော့အကုန်ကြခံကဆောက်လုပ်ထားတဲ့ automatic public toilet တစ်ခုပါ။ညတကောင်ရံတွေမှာဈေးဆိုင်တွေပိတ်လို့ရုတ်တရက်အရေးပေါ်အခြေအနေနဲ့အပေါ့သွားချင်တာမျိုးတွေဖြစ်ရင်အဆင်ပြေပြေနဲ့ဖြည့်ရှင်းလို့ရအောင်မြို့ပေါ်ကလမ်းလည်ခါအတော်များများမှာဒီလိုအိမ်သာလေးတွေကိုပြုလုပ်ပေးထားတာပါ။လုံခြုံရေးအရပြောရရင်လေအမျိုးသားနဲ့အမျိုးသမီးတွေအတွက်တကန်းစီခွဲပြီးတော့ထားတာဖြစ်လို့စိတ်ချလက်ချနဲ့အသုံးပြုနိုင်ပါတယ်။ဒါပေမဲ့ထူးခြားချက်တစ်ခုကဒီအိမ်သားတွေဟာည7နာရီမှာထွက်ပေါ်လာပြီးမနက်4နာရီတိတိကိုရောက်တာနဲ့မြေအောက်ထဲကိုသူ့အလိုလိုပြန်ဝင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့မတွေးရဲစရာတစ်ချက်ကသင်ဟာမနက်4နာရီတိတိအချိန်မှာအပြင်ကိုပြန်မထွက်ဘဲနဲ့အိမ်သားထဲမှာရင်တိုးလို့တန်လန့်ဖြစ်နေတယ်ဆိုရင်တော့မြေအောက်ထဲကိုပါသွားပြီးတော့တနေ့လုံးမြန်ပိတ်မိခံရနိုင်ခြေရှိသလားဆိုတာပါပဲ။ဒါပေမဲ့စိတ်ပူစရာတော့မလိုပါဘူး။ဒီလိုအခြေအနေတွေဖြစ်လာခဲ့ရင်လေဖုန်းဆက်ပြီးတော့မှတက်ဆိုင်ရာလုံခြုံရေးတွေကိုလှမ်းပြီးအကြောင်းကြားလို့ရပါတယ်။ပရိသတ်တို့ရောဒီလိုမျိုးတည်ထွင်မှုကိုမြန်မာနိုင်ငံမှာရှိစေချင်ကြပါသလားနော်။